စီးပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စီးပွားတွေအလုပ်လုပ်ပြီးတော့ရလို့စုတဲ့စီးပွားပဲဖြစ်စေအယောင်းဝယ်လုပ်လို့ရတဲ့စီးပွားပဲဖြစ်စေဒီစီးပွားဟာကိုရလာတဲ့စီးပွားဟာပျက်စီးသွားနိုင်တယ်ပေါ့အဲ့ဒီပျက်စီးတာဆိုတာလည်းအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လုပ်ရက်ပေါ်မှာမှီပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလုပ်ပါနဲ့ရှောင်ကျဉ်ပါလို့မြတ်စွာဘုရားဒီလိုဟောအဲ့ဒီ6မျိုးကလာပြီးနံပါတ်1ကဘာလို့ဆိုသူရမေရိယမစ္ဆပမဒဌာနာတဲ့နော်အယက်သေးစာဘီယာစေဝါမူရစေဝါတွေသုံးဆွဲတယ်အဲ့ဒီသုံးဆွဲမှုကစီးစိမ်ဥစ္စာပျက်စီးခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီးစိမ်ပြတ်တာဆိုတာဒါအယက်သေးစာတောင်စားမူရတွေအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလေမွဲသွားတတ်တာပဲပေါ့ဒီမွဲတာတစ်မျိုးတွေမကဘူးမြတ်စွာဘုရားကထပ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားဖို့သူရမေရိယမစ္ဆပမဒဌာနာနုယောဂဘောဂနာအပါယမုခံနဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်သူရဆိုတဲ့သေမေရိယဆိုတဲ့အရက်မစ္ဆဆိုတဲ့မူရစေဝါပမာဒဌာနအဲ့ဒီအရာတွေအားလုံးဟာမိလျော့ပော့တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကိုနှုတ်ကင်ဆောင်ရွက်နေတဲ့လိုက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာစီဝဥစ္စာပြတ်တတ်တယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိသိခာစရိယာနုယောဂတဲ့အချိန်မတော်အချိန်တော်လမ်းပေါ်ထွက်ပြီးတော့တွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေလမ်းဆိုတာမှောင်ရိပ်ခုံမှုနဲ့ဖန်ခါရတယ်လေညအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မှောင်ရိပ်ခိုလို့ဆိုဖမ်းသွားတယ်ခိုလို့ဒီလုံးရင်လေညဒီလူကထွက်တယ်ဒီလူပဲနေမှာပစ္စည်းပြောင်းနေတယ်သူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲအဲ့ဒါကြောင့်မလို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အကျင့်မထားရဘူးလို့သူတို့ဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိစရဏဘယ်မှာစတေရှိုးရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ်နိုက်ကလပ်ရှိတယ်ဆိုတွားခြင်းတဲ့ပုံကိုယ်အဲ့ဒီလိုသွားတာဟာလေစီးပွားပြည့်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေနိုက်ကလပ်သွားလို့ခုနကတော့ဂရေ80ကျွဲသွားတဲ့တထေးကမွဲသွားတာပဲလေပန်ကုံစွတ်လိုက်ဆူချလိုက်ပန်ကုံစွတ်လိုက်ဆူချလိုက်အပေါင်းဖော်တွေအရက်တိုက်လိုက်တဲ့ဆိုကုံရောပေါ့ပိုက်ဆံနော်ပိုက်ဆံကုန်ခြင်းအကြောင်းတစ်ခုတဲ့နောက်တစ်ခုကဘာလို့ဆိုသုတ္တပမာဒဌာနာနုယောဂအဲ့ကစားတာလောင်းကစားတာဒီအများကြီးဗမာပြည်မှာကြားဦးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးတွေထိုးတယ်ဆိုတာတကယ်နော်တိုက်ပေါ်ကဆင်းပေးလိုက်ရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလိုကစားမျိုးတွေပေါ့လောင်းကစားတွေမှာလှုပ်တဲ့ပုံကိုယ်တွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရောဟာအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲတဲ့ဟောတော့နံပါတ်5ကျတော့ဘာလို့ဆိုပပမိတ်တာနုယောဂတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာတယ်လေသူတို့ကလာတော့ရအောင်ဘယ်ခေါ်တော့ဆိုတောက်ပေါ်တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်တော့တယ်လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်ဒီအဲ့ဒီလိုခေါ်သွားပြီးတော့ကြံပေါ်ကြံဘက်ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပပမိတ်တနဲ့ဆိုရင်နောက်ဆုံးမှအရင်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပပမိတ်တနဲ့ဆုံပြီးလို့သူစကားနားထောင်ပြီးလုံးပြီးပျက်စီးသွားအစတတမင်းဟာဘုရားရဲ့သားတော်လည်းဖြစ်တယ်တကယ်ကတော့သူဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်မြတ်စွာဘုရားတရားနာရလို့ရှင်သောတာပန်ဖြစ်ရမယ်အရေးချင်းချအောင်ရှိတယ်သူသို့တော့ဒီဝရစကားကိုနားယောင်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းတွေဟာအကုန်လုံးပျက်စီးသွားတယ်ပြင်လို့မရတဲ့အနေအထားထိအောင်ရောက်သွားတယ်ဒီအခြေအနေထိအောင်ရောက်နိုင်တယ်လို့ဒါအမြင့်ဆုံးအပြစ်ပဲနော်အမြင့်ဆုံးအပြစ်ပဲမကောင်းတာလုံးပြီးသည့်အတွက်ကြောင့်အဖော်ရဲ့သွေးဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲရှိတယ်မကောင်းတဲ့အဖော်နဲ့သွားလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်သွားဒါလည်းအင်မတန်မှအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့ဒါမို့
မိသားစုတွေမှာဆိုရင်ကိုသားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေအပေါင်းအသင်းမှားသွားမှာကိုစိုးရိမ်နေကြရတယ်မိဘတွေမှာပေါင်းအသင်းမှားသွားလို့ရှိရင်ကဲတင်လို့ရမှာမဟုတ်ဘူးလေနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယနုယောဂောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲလို့တင်တာဆိုလည်းတက်တက်ကြွကြွလုပ်ရမယ်သူများတဲ့ဥအောင်လုပ်ရမယ်ဗမာစကားတော့ပြောကြပါရဲ့ကျိုးစားရင်ဖျားဖြစ်တယ်ဆိုဖျားဖြစ်မှကြောက်လို့သူမှမကျိုးစားအဲ့ဒီအဓိပ္ပာယ်ရောက်နေတယ်နော်ကျိုးစားရင်ဖျားတော်ဖြစ်တယ်လို့တော့ပြောကြတာသို့တော်ဖျားမဖြစ်ချင်ဘူးဒါမှမကျိုးစားဘူးပေါ့အဲ့လိုမဖြစ်ရအောင်မြတ်စွာဘုရားကြည်အာလတယနုယောဂောတဲ့အပြင်းဖက်ပြီးတော့မနေနဲ့ကျိုးစားရတယ်နိလန်းမျိုးစုံရှာကြံပြီးတော့ကျိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဒီလောကနောင်လောကအောင်မြင်နိုင်ပါတယ်တဲ့ဒါလောကဝိဇ္ဇာကျင့်စဉ်နေပဲဒါကြောင့်မလို့ဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်လောကမှာအောင်မြင်နိုင်တယ်လို့မြတ်ဗုဒ္ဓ၏လောကဝိဇ္ဇာလမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း